သူ့နာမည်ကတော့ဤဖြစ်ပါတယ်ဤတို့မိသားစုကဂူဟန်လူရိုင်းမျိုးနွယ်စုတွေဖြစ်ပြီးအခြေအများစုကိုဂူထဲမှာပဲကုံဆုံးလေးရှိပါတယ်ကောင်းကင်မှာနေထွက်လာတာနဲ့နေတဲ့တစ်ခုဟာစတင်ပြီးထိုနေတဲ့ဟာမနေရနဲ့မတူတဲ့အသေးသေးသောအရာတွေကိုယူဆောင်လာပါတယ်ဒါပေမဲ့ဤရဲ့ဘဝမှာတော့ထိုအသေးသေးသောအရာတွေကိုတစ်ခါမှမခံစားဘူးပဲနေ့ရက်တိုင်းဟာသူတို့အိမ်လိုတတ်မှတ်ထားတဲ့ဂူထဲမှာပဲပြင်းကြီးစွာအဆုံးသတ်လေးရှိပါတယ်ဤယုံမိသားစုက3ရက်နေမှာတစ်ခါအပြင်ထွက်လေးရှိပြီးထိုအပြင်ထွက်တဲ့အချိန်ဟာလည်းအပြင်မှာရှိနေတဲ့တာရဲကြီးတွေရဲ့အန်ရီကြားကနေတက်ဆွဆံပြအစာရှာရတာဖြစ်ပါတယ်အရင်ကအိမ်ကြီးချင်းလူရိုင်းမျိုးနွယ်စုတွေရှိခဲ့ပေမဲ့ဘေးကနေအမျိုးမျိုးကြောင့်တိတ်ဆုံးကုန်ကြပြီးဤယိုတာနောက်ဆုံးမျိုးနွယ်စုခုဖြစ်ကြံခဲ့ပါတယ်ဤလိုအသက်ရှင်အောင်လဲစီကံကြီးတဲ့ဤရဲ့အဖေဟာကာဝယ်ပေးထားတာဖြစ်ပြီးအသည့်အဆန်းတွေရာဆိုးတယ်ဆက်စုကျင်တာမကောင်းဘူးညဘက်အပြင်ထွက်တာလည်းမကောင်းဘူးစသည်ဖြင့်စီးမြွတ်နေတတ်မှတ်ခါတားမြစ်လေးရှိပါတယ်ဆယ်ကျော်တဲ့ရွယ်ဤကတော့လူငယ်ပြီးအရာရာကိုစူးစမ်းကျင်နေပြီးသူ့အဖေတတ်မှတ်ထားတဲ့စီးမြင့်တွေကိုလည်းညှင်းငွေးနေသူတစ်ယောက်ဖြစ်ပါတယ်ဤတို့မိသားစုမှာဤအပါဝင်မိသားစုဝင်6ယောက်ရှိပြီးဂူထဲမှာ3ရက်နေပြီးဖြစ်တဲ့ဤတို့ကအစာရှန်အတွက်ဂူပြင်ကိုထွက်လာကြပါတယ်မိသားစုရဲ့ကာဝယ်သူလည်းဖြစ်တန်မာဆုံးလည်းဖြစ်တဲ့ EFA Group ကအရင်ထွက်လာပြီးပတ်ဝန်းကျင်ကိုဘေးကင်းမကင်းစစ်ဆေးကြည့်ပါတယ်။ Group ကအန်နေကင်းကြောင်ချက်မပြခင် ER ထွက်လာပြီးဂူထဲမှာနေရတာပင်းစရာကောင်းကြောင်ညှဉ်းညူနေတာကြောင့် Group က E ကိုစူနေပါတယ်။ထိုချိန်မှာပဲအငယ်ဆုံးသမီးဆန်ဒီကထွက်လာပြီးချင်းကြီးတစ်ကောင်ကိုတိုက်ခိုက်နေတာကြောင့်မိခင်ဖြစ်သူဦးကလိုက်ဆွဲနေရပြီးအန်နေမရှိတာတေချာသွားတဲ့ Group ကဂူထဲမှာအလက်ကောင်နဲ့ E တို့ရဲ့အဖွားဖြစ်သူကိုခေါ်ကအမဲလိုက်ဖို့စတင်ကြပါတယ်။ Group ကိုမဲလိုက်ဖို့အတွက်ပြစ်မှတ်ထားလိုက်တဲ့အရာငှက်ကြီးတစ်ကောင်ရဲ့ဦးဖြစ်ပါတယ်။ငှက်ကြီးကသူမရဲ့ဥကိုခိုးယူရန်စူးစမ်းနေတဲ့ခြားတော်ဝါတွေကိုလိုက်လံမောင်းထုတ်နေစဉ်မှာပဲဂရုကအလက်ကောင်တန်းကိုငှက်ကြီးရဲ့ဥကိုတွားယူခိုင်းပါတယ်။ထိုချိန်မှာပဲငှက်ကြီးကပြန်ရောက်လာပြီးတန်းကိုခေါင်းနဲ့တိုက်ခါဥကိုပြန်ယူသွားပါတယ်။ဂရုမိသားစုကလည်းဥကိုပြန်ယူဖို့အတွက်တက်ညီလက်ညီစူးစမ်းနေကြပြီးနောက်ဆုံးဥကိုပြန်ယူလိုက်နိုင်ပေမဲ့တန်းကတားရဲကြီးတစ်ကောင်ရဲ့အမိကိုတိုက်မိသွားတာကြောင့်တားရဲကြီးရဲ့လိုက်လံတိုက်ခိုက်တာကိုခံရပြန်ပါတယ်။တားရဲကြီးလက်ကနေလွတ်အောင်ဆင်ကြီးတစ်ကောင်ပေါ်တက်ကဂူစီကိုထွက်ပြေးခဲ့ကြပါတယ်။ခက်ခက်အမဲလိုက်ပြီးရလာတဲ့ဥကိုဂူရှေးရောက်တော့မိသားစုဝင်အားလုံးကတယောက်တစ်ငုံစီဖောက်တောက်ကြပါတယ်။ထိုချိန်မှာပဲနေဝင်သွားပြီဖြစ်တာကြောင့်ဂရုကအန်ရဲ့အချက်ပေးကအားလုံးကိုဂူထဲဝင်ခိုင်းလိုက်ပါတယ်။ဤကတော့ဂူထဲကိုမဝင်သေးပဲကြောက်ဆောင်ပေါ်မှာပဲနေဝင်ခြင်းကိုကြည့်နေပါတယ်။အချိန်တော်ကြာတိကပြန်မြောက်လာသေးတာကြောင့်ဂူကဂူပြင်းကိုထွက်ခေါ်ပေမဲ့ကတော့ကြောက်ဆောင်ပေါ်ကတစ်ပင်ပေါ်ဒီတက်ကနေဝင်သွားတာကိုလိုက်ကြည့်နေပါတယ်။ထိုချိန်မှာပဲတားရဲကြီးပြန်ရောက်လာတာကြောင့်ဂူကအီကိုအုပ်ခေါ်လိုက်ပါတယ်။ဆင်းလာဖို့အချိန်မီအောင်ဂရုကကြောက်ခဲနဲ့ပြစ်ပေါက်လိုက်တာကြောင့်လည်းအချိန်မီဆင်းလာပြီးဂူပေါက်ကိုလည်းပိတ်နိုင်ခဲ့ပါတယ်ဂရုကအကိုအချိန်မီဝင်မလာလို့စူနေပေမဲ့ကတော့သူတို့ဘာအတွက်ဒီလိုတွေလုပ်နေရတာလဲနဲ့ဒီຢာတွေကပြောစရာမကောင်းဘူးလို့ပြန်တော့ကတားဖားနှစ်ယောက်စကားခြေတင်ဖြစ်နေပါတယ်မိခင်ဖြစ်သူဦးကပဲတားဖားနှစ်ယောက်ကြားဝင်ဖြတ်မိပေးလိုက်ပြီးဂရုကိုပုံမြင်ပြောခိုင်းလိုက်ပါတယ်ဂရုပြောတဲ့ပုံမြင်ကလည်းစကားနားမထောင်မဲ့အရာရာကိုစူးစမ်းနေစိဖြစ်ပြီးတိတ်ဆုံးသားတဲ့ဝက်ဝမလေးတစ်ကောင်ကြောင့်စသည်ဖြင့်ကိုဇလန်းဆင်ပြီးတွဲဝိုက်ပြောနေတာကြောင့်လည်းနားပိတ်ခါတယောက်တည်းအိတ်လိုက်ပါတယ်ညရောက်တော့အိတ်နေတဲ့အအပြင်အတန်တစ်ခုကြောင့်လန့်နိုးလာပြီးဂူပြင်းမှအလင်းရောင်တစ်ခုကိုတွေးလိုက်ရပါတယ်အလင်းရောင်ဆိုတာကိုနေကဲမှပဲမြင်ဘူးပြီးညဘက်မှာထူးဆန်းစွာပေါ်လာတဲ့အလင်းရောင်ကိုစိတ်ဝင်စားစွာလိုက်ကြည့်နေပါတယ်ပြီးကြည့်နေစမှာပဲအလင်းရောင်ကတဖြည်းဖြည်းပျောက်ကွယ်သွားတာကြောင့်သူ့အဖေရဲ့ညဘက်အပြင်မထွက်ရစီးမင်းကိုချိုးဖောက်ကဂူပြင်းကိုထွက်ခဲ့လိုက်ပါတယ်တကယ်တော့မြင်နေရတဲ့အလင်းရောင်ကမီးတို့တစ်ချောင်းဖြစ်ပြီးမီးကိုခုမှမြင်မှုတဲ့ကတော့စိတ်ဝင်စားလက်ပတ်ကြည့်နေပါတယ်ထိုချိန်မှာပဲတောဝယ်ကောင်းကြီးတစ်ခုကိုဝစ်ဆင်ထားတဲ့လူတစ်ယောက်ပေါ်လာတာကြောင့်ကြောက်လန့်ပြီးတိုက်ခိုက်လိုက်ပါတယ်တကယ်တော့ထိုသူကဂိုင်းလို့ခေါ်တဲ့တို့လိုလူသားတစ်ယောက်ဖြစ်ပါတယ်နဲ့ဂိုင်းနဲ့ငင်းခုန်နေကြတဲ့အတန်တွေကိုကြားလိုက်တဲ့ဂရုကလန့်နိုးလာပြီးဘေးမှာမရှိတော့တာကြောင့်သူ့သမီးရှိကိုလိုက်လာပါတယ်နဲ့ဂိုင်းတို့ကတော့မီးတို့ကိုသူ့ပိုင်နဲ့ငါပိုင်နဲ့ငင်းခုန်နေရင်မီးတို့ကမီးငိမ့်သွားတာကြောင့်ဂိုင်းကမီးပြန်မွေးပေးလိုက်ပါတယ်ကနေပေါက်စာလေးလိုထင်နေတာကြောင့်ဂိုင်းကနေမဟုတ်ပဲမီးဖြစ်ကြောင်းနဲ့သူ့လှုပ်လိုက်တာဖြစ်ကြောင်းရှင်းပြပါတယ်အဲ့ဒါကိုပဲကမီးဆိုတဲ့အရာကဂိုင်းခန္ဓာကိုယ်တွေကနေထွက်လာတဲ့ထင်ပြီးခန္ဓာကိုယ်ကိုညှက်လိုက်တဲ့ကြောင့်ဂိုင်းလည်းသတိမေ့သွားပါတယ်ဂိုင်းပြန်နိုးလာတော့ဒီနေရာမှာကြာမနေတဲ့အကြောင်းပြောကထွက်ခွာဖို့ကိုပြောပါတယ်ညင်းဆန်လိုက်တော့ဂိုင်းကဒီနေရာပျက်စီးတော့မှဖြစ်ပြီးဒါကိုဆုံးသားလို့ခေါ်ကြောင်းနဲ့ကျန်တဲ့နေရာတွေမှာမြေကြီးတွေအကွဲကမြေပြင်ပေါ်မှာရှိတဲ့မြအရာတွေမြေကြီးအောက်ကိုပြိုကျပျက်စီးသွားတာကိုသူတွေးခဲ့ကြောင်းပြောပြပါတယ်။တခုလဲတော့လွတ်လန်းကတော့ပုံမြင့်တဲ့တောင်ဝတစ်ခုကိုသွားမှဖြစ်ပြီးထိုနေရာကိုသူသိတာကြောင့်ကိုလိုက်ခဲ့ဖို့ခေါ်ပါတယ်။ကတော့သူ့မိသားစုတွေရှိသေးတာကြောင့်လိုက်လို့မရကြောင်းညင်းဆန်တဲ့အခါဂိုင်းကခူးကွန်တစ်ခုကိုပေးခဲ့ပါတယ်။အန်ဒီယန်နဲ့ကြုံတဲ့ကခူးကိုမုတ်ကချက်ပြလိုက်ဖို့နဲ့ထိုခါကျရင်သူလာခဲ့မှဖြစ်ကြောင်းမှကြားကထွက်ခွာသွားပါတယ်။ထိုချိန်မှာပဲဂရုရောက်လာကကိုဂူစီပြန်ခေါ်သွားခဲ့ပြီးကတော့ခိုင်းဆိုတဲ့ကောင်လေးတစ်ယောက်နဲ့တွေ့ခဲ့ကြောင်းနဲ့သူ့မှာအသေးဆန်းတွေရှိတာကြောင့်ခေါ်လိုက်မယ်လို့ဆိုတာခူးကွန်လေးကိုမုတ်လိုက်ပါတယ်။
ခယူးကွန်တန်ကိုပဲအန်ရီယယ်လို့သတ်မှတ်နေတဲ့ဂရူရိုကတော့ဂိုင်းရဲ့ခုကွန်လေးကိုဖျက်ဆီးလိုက်ကြပါတယ်။အေးရဝမ်းနေသွားပြီးတမိသားစုလုံးကိုရန်တွင်းနေစင်မှာပဲဂိုင်းပြောခဲ့သလိုမြေကြီးတွေကအက်ကွဲလာပါတယ်။အပေါ်မှာရှိနေတဲ့ကြောက်ဆောင်တွေကလည်းတဖြည်းဖြည်းပြိုကျလာတာကြောင့်ဂရူကဂူရဲကိုဝင်ဖို့အမြန်ပြောကဂူစီကိုပြေးကြပါတယ်။ဒါပေမဲ့ဂရူရဲ့ဂူပေါ်ကိုကြောက်ဆောင်ရီတစ်ခုပြိုကျနေတာကြောင့်ဂရူကပဲပြေးလွှားနေတဲ့မိသားစုဝင်တွေကိုကြောက်ခဲနဲ့ပြစ်ခါကယ်တင်လိုက်ရပါတယ်။သူအိမ်လို့သတ်မှတ်ထားတဲ့ဂူလေးပျက်စီးသွားတာကြောင့်ဂရူကတော့ဝမ်းနေနေပြီးခဏကြာတော့အီးရဲ့အတန်ကိုကြားတာကြောင့်တမိသားစုလုံးကအီးညွန်ပြတဲ့ရှီကိုကြည့်လိုက်ကြပါတယ်။အီးညွန်ပြတဲ့ဘက်မှာတော့ဆေးလန်းဆုပ်ပြတဲ့တောအုပ်တစ်ခုကိုတွေးလိုက်တာကြောင့်အကုန်လုံးကအံ့ဩနေကြပြီးအရင်ကထိုတောအုပ်ဟာကြောက်ဆောင်နေနဲ့ကွယ်နေတာကြောင့်တောအုပ်ကိုမမြင်ရတာဖြစ်ပါတယ်။ဂရူကိုလည်းတောအုပ်ထဲကိုဝင်ရောက်ခဲ့ကြပြီးဂရူကတော့ဂူတစ်လုံးကိုရှာကျင်နေပါတယ်။ပတ်ဝန်းကျင်တစ်ဖြစ်နေတာကြောင့်ဂရူကဂယူဆိုင်ကြဖို့မာနေစင်မှာပဲအဆွဲရှိကြားကြီးတစ်ကောင်ရောက်လာတာကြောင့်ပြေးရပြန်ပါတယ်။ပြေးနေရင်တောအုပ်ပြင်မှာဂူတစ်ခုကိုတွေးတာကြောင့်အားလုံးကဝင်ပုန်းလိုက်ပါတယ်။တကယ်တော့ဂရူတို့ဂူလို့ထင်နေတဲ့အရာဝေလာငါးနဲ့တူတဲ့တရဝါကြီးတစ်ကောင်ရဲ့ပါဇက်ဖြစ်နေပြီးမကြခင်မဲ့ဂရူတို့ကလေနဲ့မှုတ်ထုတ်ခံလိုက်ရပါတယ်။ဂရူတို့အပြင်ကိုပြန်ရောက်တဲ့အချိန်မှာတော့နောက်ကလိုက်လာတဲ့အဆွဲရှိကြားကြီးကလည်းဂရူတို့ကိုမီလာပြီးထိုချိန်မှာပဲအလင်းရောင်တွေကွယ်ပြောက်ကညကိုရောက်ရှိသွားပါတယ်။ထူးဆန်းစွာပဲထိုအဆွဲရှိကြားကြီးကအမောင်ကိုကြောက်လန့်ကထွက်ပြေးသွားတာကြောင့်အံ့ဩနေစင်မှာပဲမြက်ခင်းထဲကနေငှက်အုပ်ထွက်လာပါတယ်။ထိုငှက်တွေကအသားစားငှက်တွေဖြစ်ပြီးဂရူတို့ရှေ့မှာပဲဝေလာငါးနဲ့တူတဲ့တရဝါကြီးကိုအယိုးပဲကြံအောင်စားပြစ်လိုက်တာကြောင့်ကြောက်လန့်သွားတဲ့ဂရူတို့လည်းဘာမှမတတ်နိုင်ပဲတက်ကွင်းပုံစံနေရာယူပြီးတာအသင်းဆောင်နေကြပါတယ်။ဒါပေမဲ့အီးရပြေးထွက်လာပြီးဂျိုတစ်ခုကိုကောက်ယူကဂိုင်းကိုချက်ပြလိုက်ပါတယ်။ကံကောင်းစွာပဲအနီးနားမှာရှိနေတဲ့ဂိုင်းကချက်ချင်းပြေးလာပြီးမီတို့တစ်ခုကိုပြုတ်လုကအီးတို့ရှိမှကာပေးလိုက်တာကြောင့်မီတို့ကြောက်တဲ့အသားစားငှက်တွေကအီးတို့ကိုဘာမှမလုပ်ပဲပြန်ထွက်သွားပါတယ်။ဂိုင်းကအီးကိုပြန်တွေးရလို့ပြောနေတော့မှပဲဂရူတို့ကမီတို့တစ်ချောင်းနဲ့ဂိုင်းကိုဝိုင်းဆက်စုနေကြပါတယ်။ဂရူတို့ရဲ့လူရိုင်းတဘာဝကိုအသားမကျသေးတဲ့ဂိုင်းကရံပြူးမဲ့ထင်ပြီးအီးကိုပါကာဝယ်ပေးနေတာကြောင့်အီလဲဆက်ဆက်နဲ့သူ့မိသားစုဖြစ်ကြောင်းဝန်ခံလိုက်ရပါတယ်။ဂရူတို့ကမီတို့ကိုနေမင်းကြီးရဲ့သားတော်မီကလေးလေးစသည်ဖြင့်ဝိုင်းလူနေကြတာကြောင့်တန်းရဲ့အင်ဂျီကိုမီးဆွဲသွားပါတယ်။အဲ့ဒါကိုပဲဂရူကသူ့သားကိုမီးရန်ကိုက်နေတဲ့ထင်ပြီးချောင်းနေတဲ့မြက်ခင်းပြင်တွေကိုသွားပုံခိုင်းလိုက်တာကြောင့်အကုန်လုံးမီးလောင်ပြီးဖြိုဖျဲတွေဖြစ်ကုန်ပါတယ်။ဂိုင်းကတော့ဂရူတို့ကိုကြောက်လန့်ပြီးထွက်ပြေးဖို့ကြိုးစားပေမဲ့အီးကသွားခွင့်မပေးပဲဂူရှာမသွေးခင်ချိန်ဒီမီးပြုတ်လုတတ်တဲ့ဂိုင်းကိုလိုအပ်ကြောင်းဂရူကိုပြောပါတယ်။ဂရူကလည်းဂိုင်းကိုတက်ခေါင်းတစ်ခုတည်းဖမ်းထည့်ကခီးဆက်ဖို့ပြင်ကြပါတယ်။ဒါပေမဲ့ဂိုင်းကရှေ့မှာရှိနေတဲ့တောင်ရှီကိုသွားတဲ့ကြောင်နဲ့ထိုတောင်ကအမြင့်ပိုင်းနေရာဖြစ်ပြီးဂူတွေလည်းရှိတာကြောင့်အန်နေကင်းချောင်းပြောဝေမဲ့ဂရူကတော့လက်မခံဖြစ်နေပါတယ်။ဒါပေမဲ့လည်းဂရူရှေ့မှာနေမြေကြီးတွေကအကွဲလာတာကြောင့်ဂိုင်းညွန့်ပြတဲ့တောင်ရှီကိုပဲသွားဖို့ဂရူကဆုံးဖြတ်လိုက်ပါတယ်။ဂရူတို့မိသားစုကတနေ့လုံးလမ်းလျှောက်ပြီးနောက်လွင်ပြင်အလယ်မှာတော့ငှက်တကောင်ကိုတွေ့ပါတယ်။အားလုံးကဆာလောင်နေတဲ့အတွက်ဂရူကအရင်တိုင်းငှက်ဥကိုမဲလိုက်ရန်အတွက်တန်းကိုငှက်ဥကိုယူပြေးခိုင်းပြီးဂရူကတော့ငှက်ကိုအာယုံလွဲနေပါတယ်။ဒါပေမဲ့ငှက်ကလည်းဥကိုလွယ်လွယ်ကူအပါမခံပဲတန်းကိုပြန်တိုက်ခိုက်ကငှက်ဥကိုပြန်ဦးသွားပါတယ်။ဂရူတို့အလုံးရှုံနေစင်မှာပဲဂိုင်းကတော့တစ်သုံးကိုလိမ့်ပြီးထွက်ပြေးဖို့ကြိုးစားနေတာကိုအီးရမြင်သွားပြီးဘယ်သွားမလို့လဲလို့မေးလိုက်ပါတယ်။ဂိုင်းကသူ့လဲပိုက်စာကြောင်နဲ့သူ့ကိုလွတ်ပေးပါကအမဲလိုက်နေတင်ပေးမယ်လို့အီးကိုပြောပါတယ်။အီးကလည်းဂရူကိုလွတ်ပေးလိုက်ပြီးဂိုင်းကတော့ငှက်ကြီးကိုဖမ်းရတဲ့ထောင်ချောင်းတစ်ခုပြင်ဆင်ပါတယ်။ထို့နောက်တေးရွက်တွေနဲ့ငှက်ရွက်တစ်ခုပြုတ်လုကငှက်ကြီးကိုစတင်ဖျားယောင်းပါတယ်။ဒါပေမဲ့လည်းဂရူတို့မိသားစုမှန်ရင်တလွဲတွေရရှိစမြဲမို့ထိုတလွဲတွေကြားမှာပဲနောက်ဆုံးတော့ဂိုင်းကငှက်ကိုဖမ်းလိုက်နိုင်ပါတယ်။ဂိုင်းကထုံငှက်ကိုမိခင်ပြီးဂရူတို့ကိုကျွေးလိုက်တာကြောင့်အားလုံးကအားရပါရစားတောက်နေကြပြီးဂရူမိသားစုရဲ့ဘဝမှာဒါပထမဆုံးချိန်ဝဝလင်လင်စားဘူးတာလည်းဖြစ်ပါတယ်။ဂရူကတော့အမဲလိုက်တာမောင်မြင်လိုက်တဲ့အတွက်သူ့ကိုယ်သူသုံးမချဘူးလို့ခံစားနေရပြီးဂိုင်းနဲ့အီးတို့တပူတွဲဖြစ်နေတာကိုလည်းကြည်မရဖြစ်နေပါတယ်။ဒါကိုတီးတဲ့ဦးကဂရူစိတ်ပြောင်းလဲဖြစ်အောင်ပုံဝင်ပြောခိုင်းလိုက်ပါတယ်။ဂရူကတော့ထုံးစံတိုင်းစူဇန်တက်တဲ့ချက်တင်မလေးတစ်ကောင်ကစကားနားထောင်မဲ့ကြောက်ဆောင်နေဖို့တက်သွားတာကြောင့်တိတ်ဆုံးသွားတယ်လို့ဆိုပြီးအီကိုရွယ်ကပြောနေပါတယ်။ထိုကဂိုင်းကသူ့မှာလည်းပုံမင်းရှိကြောင်းနဲ့သူ့ပုံမြင်တွေကဇာလိုက်ကတော့ကြောက်ဆောင်နေဖို့တက်ပြီးတူမော်ရိုလို့ခေါ်တဲ့နေရာကိုရောက်သားကြောင်းပြောပြနေပါတယ်။ထိုတူမော်ရိုလို့ခေါ်တဲ့နေရာအလွန်လားပါပြီးဘာဘေးရဲ့အနေနဲ့မှမရှိပဲအစားတောက်တွေကိုလည်းဝဝလွန်လွန်စားနိုင်တယ်လို့ဆိုပါတယ်။ဂရူကတူမော်ရိုဆိုတာတကယ်မရှိကြောင်းပြောတဲ့အခါဂိုင်းကတကယ်ရှိကြောင်းနဲ့သူကထိုနေရာကိုသွားနေတာဖြစ်ကြောင်းပြောပါတယ်။သူ့ပုံမြင်ကိုစိတ်ဝင်စားပဲဂိုင်းပုံမြင်ကိုစိတ်ဝင်စားနေတာကြောင့်ဂရူကစိတ်တူနေပြီးအားလုံးကိုအိတ်ခိုင်းလိုက်ပါတယ်။နောက်နေ့မနေ့မှာတော့မြေကြီးတွေကဆက်လက်အက်ကွဲလာတာကြောင့်ဂရူတို့ကအချိန်မဆွဲပဲခီးဆက်ခဲ့ကြပါတယ်။လမ်းမှာအီးကဂိုင်းကိုတူမော်ရိုလို့ခေါ်တဲ့နေရာအကြောင်းကိုမေးနေတာကြောင့်ဂိုင်းကတစ်ခေါင်းတွေကလွတ်အောင်လုပ်ပေးရင်ပြောပြမယ်လို့အပေးယူလုပ်လိုက်ပါတယ်။ဂိုင်းကိုတစ်ခေါင်းတွေကလွတ်အောင်လုပ်ပေးလိုက်ပြီးဂိုင်းကတော့အဝေးကိုလွင့်သွားပါတယ်။ဂရူကပြန်ဖမ်းဖို့လုပ်ပေမဲ့ရှေ့မှာကြောက်ဆူးတွေရှိနေတဲ့ကြောင့်ဖမ်းပါတဲ့ဂရူကကြောက်ဆူးတွေကိုမဖြတ်နိုင်ပဲဖြစ်နေပါတယ်။
ဖနက်ပါတဲ့ဂိုင်းကတော့ကြောက်ဆူရီပေါ်ကနေအေးအေးဆေးလမ်းလျှောက်ပြီးထွက်သွားပါတယ်။ဒါပေမဲ့ကြောက်ဆူရီပေါ်ဖနက်မပါပဲနာကျင်စွာဖြတ်နေရတဲ့ဂရုတို့ကိုတနာသွားပြီးအပေးယူတစ်ခုသွားလုပ်ပါတယ်။သူ့ကိုအကျဉ်းသားတစ်ယောက်လိုတက်ခေါင်းနဲ့မထည့်ပဲမိသားစုဝင်တစ်ယောက်လိုလိုက်ပါဝင်ပြုပါကကြောက်ဆူရီပေါ်ဖြတ်နိုင်အောင်ကူညီပေးမယ်ဖြစ်ကြောင်းပြောပါတယ်။ဂရုလည်းဘာမှမတတ်နိုင်ပဲဂိုင်းပြောသလိုလက်ခံလိုက်တာကြောင့်ဂိုင်းကဂရုတို့အားလုံးကိုဖနက်တွေဖန်တီးပေးလိုက်ပါတယ်။ဒီလိုနဲ့ဂရုတို့ကခီးဆက်ခဲ့ကြပြီးလမ်းမှာရှိတဲ့အခက်အခဲတွေကိုလည်းဂိုင်းရဲ့အကြံဉာဏ်နဲ့ကြော်ဖြတ်နိုင်ခဲ့ကြပြီးဂိုင်းသွားခြင်းတဲ့တောင်းရဲ့အနီးနားကိုရောက်ရှိလာပါတယ်။ဒါပေမဲ့ဂရုတို့ရဲ့ရှေ့မှာကြောက်ဆောင်နေရဝင်ကဘာလိုဖြစ်နေတာကြောင့်ခိုင်းကလူခွဲသွားဖို့ကြံပေးပေမဲ့ဂရုကတော့လက်မခံဖြစ်နေပါတယ်။လူစုခွဲရဲဆိုတာသူတို့မိသားစုရဲ့လမ်းစဉ်မဟုတ်ပဲအတူစုပေါင်းနေတာမှအင်အားပိုကြီးတာလို့ပြောနေစင်ပါပဲ။မြေပြိုပြီးဝင်ကဘာတွေကိုတယောက်တနေရာစီရောက်သွားပါတယ်။ဥကာနဲ့ဆန်နီတို့ကအသားစားပင်နေကြရောက်သွားပြီးအင်းနဲ့ခိုင်းကတော့နေရောက်တဲ့ခီးဆက်ကြရင်ပုံမူရင်းနှီးလာကြပါတယ်။အချိန်တော်ကြာတော့အကုန်လုံးကဝင်ကဘာတွေကနေသူနီးသူဟန်နဲ့လွတ်မြောက်လာကြပြီမဲ့ဂရုကတော့လမ်းပြောင်းနေပါတယ်။ညရောက်သွားတဲ့အတွက်ဂိုင်းတို့ကတစ်ပင်ကြီးတပင်ပေါ်မှာစခန်းချနေကြပြီးဥကာကတော့လမ်းပြောင်းနေတဲ့ဂရုကိုပြန်သွားခေါ်ရပါတယ်။ဥကာကဂရုကိုတစ်ပင်ပေါ်တက်ခဲဖို့ပြောပေမဲ့ဂိုင်းကိုမချင်မနှက်ဖြစ်နေတဲ့ဂရုကညှင်းဆန်ပြီးအောက်မှာပဲနေခဲ့ပါတယ်။ဂိုင်းကကြံတဲ့လူတွေကိုတစ်ပင်ထိပ်စီခေါ်သွားပြီးသူတို့တဘဝလုံးမှာမမြင်ဘူးတဲ့ကျဲပေါင်းများစွာနဲ့လှပနေတဲ့ကောင်းကင်ကြီးကိုပြလိုက်ပါတယ်။ဂိုင်းလုံးသမျှအကုန်လုံးကိုမိသားစုဝင်တွေကအထင်ကြီးနေကြတာကိုမြင်ပြီးဂရုကတော့မနာလို့ဖြစ်နေပါတယ်။နောက်နေ့မနေ့ခီးဆက်ဖို့ပညာရင်ဂရုကိုလိုက်ရှာတော့ဂိုင်းမုတ်ဆန်အတူခိုးထားတဲ့ဂရုကိုတွေ့ရပါတယ်။ဇွဲမုတ်ဆန်အစဂိုင်းလိုအတူခိုးထားပြီးသူ့ရဲ့သုံးစားမရတဲ့အကြံဉာဏ်တွေနဲ့တီထွင်ထားတဲ့အရာတွေကိုလိုက်ပြနေပါတယ်။မရှိမဲ့ညံလေးနဲ့ကြံတဲ့လူတွေထင်ကြီးအောင်လုပ်ပြနေပေမဲ့9မိနစ်လောက်သုံးမိရင်တောင်ကြောက်ထဲပြုတ်ချပြီးတေရင်တေမဟုတ်ရင်လည်းတေလို့ရမယ့်နီးနှမျိုးစုံနဲ့တေမဲ့ဆောက်ကျိုးနဲ့အကြံဉာဏ်တွေဖြစ်နေတာကြောင့်ပိတ်တိန်တိန်တန့်ရပဲသူ့ဖေရဲ့အကြံဉာဏ်တွေကိုသဘောကျနေပါတယ်။ဥကာကဂရုကိုဘာလို့ဒီလိုတွေလုပ်နေရလဲလို့မေးတဲ့အခါသူဒီလိုတွေလုပ်နေရတာအီးချောင်းလို့ပြောပါတယ်။သူ့မှာလာဂိုင်းလိုအကြံမျိုးတွေရှိလာမယ်ဆိုရင်အီးကသူ့စကားနားထောင်လာမှာဖြစ်ပြီးဂိုင်းနဲ့လည်းလိုက်သွားမှာမဟုတ်ဘူးလို့ပြောပြပါတယ်။ဒီလိုနဲ့ကြီးစက်ကြရင်တောင်ရဲ့အောက်ခြေကိုရောက်ရှိလာပါတယ်။ထိုချိန်မှာပဲနောက်ကနေမြေပြိုတံတစ်ခုကိုကြားလိုက်တာကြောင့်ဂရုကအားလုံးကိုအနီးနားအကူထဲကိုဝင်ခိုင်းပါတယ်။အားလုံးကဂူထဲကိုမဝင်တော့ပဲဂိုင်းပြောတဲ့တူမော်တို့ဆိုတဲ့နေရာကိုလာသွားကျင်နေကြပါတယ်။အီးကသူတို့အတွက်လိုအပ်တာဂူနဲ့စီးမြင့်နေမဟုတ်တော့ပဲအသက်ရှင်ရင်ဂိုင်းပြောတဲ့တူမော်တို့ဆိုတဲ့နေရာကိုသွားမှဖြစ်ကြောင်းပြောပေမဲ့ဂရုကတော့ဂူထဲမှာပဲပိုလိုကြုံမဲ့ထင်ပြီးလက်မခံနိုင်ဖြစ်ကတားဖားနှစ်ယောက်စကားများနေကြပါတယ်။ဒေါ်လာထွက်နေတဲ့ဂရုကသူ့မိသားစုတွေစကားနားမထောင်တာဂိုင်းလက်ချက်ဆိုပြီးဒေါ်လာတွေကိုဂိုင်းပေါ်ပုံချပါတယ်။နှစ်ယောက်သားလုံးထွေးရင်6ကမ်းမတစ်ခုတွေကကတ်တရာစီအိုင်နဲ့ကြာသွားပါတယ်။ဂရုကလွတ်မြောက်ဖို့အသေးအတန်ရုန်းကန်နေပေမဲ့ဂိုင်းကတော့ရုန်းကန်လေပုံနေလေဖြစ်မှာဖြစ်ပြီးဒီတဲကနေဘယ်သူမှမလွတ်မြောက်နိုင်ဘူးလို့ပြောပြပါတယ်။အရင်တုန်းကလည်းသူမိဘတွေကဒီလိုအိုင်ထဲမှာပဲအသက်ဆုံးရှုံးခဲ့ကြတာဖြစ်ပြီးနောက်ဆုံးချိန်ဒီတူမော်တို့ကိုရှာတာမရနဲ့လို့ပြောခဲ့တဲ့မိဘတွေရဲ့စကားကြောင့်အားလုံးပေကင်းမဲ့နေရာကိုရှာနေတာဖြစ်ကြောင်းရှင်းပြပါတယ်။အခုမှဂိုင်းကိုနားလဲသွားတဲ့ဂရုကစိတ်မကောင်းပါဘူးလို့နှစ်သိမ့်ပေးရင်မင်းကငါသမီးနဲ့အတော်တူတယ်လို့ပြောပြပါတယ်။ဂိုင်းကအီးကသူနဲ့တူတာမဟုတ်ပဲဂရုနဲ့တူတာဖြစ်ပြီးဂရုကိုလည်းချစ်ကြောင်းနဲ့အီးကသူ့အဖေကိုချစ်ပေမဲ့ဂရုလိုပဲနေရောက်သားပြောဖို့မေ့နေကြတာဖြစ်ကြောင်းဂိုင်းကရှင်းပြပါတယ်။တကယ်တော့ဂရုကဖခင်တို့ထုံးစံတိုင်းမိသားစုရဲ့အသက်ရှင်တန်မှုနဲ့စားဝတ်နေရေးကိစ္စတွေကြားထဲမှာလုံပန်းနေရပြီးအီးကိုချစ်တယ်ဆိုတဲ့စကားလေးတစ်ခွန်းပြောဖို့တောင်မေ့နေတာဖြစ်ပါတယ်။ထိုမပြောပြလိုက်တဲ့စကားတစ်ခွန်းကနေသားဖနှစ်ယောက်ကြားမှာနားလည်မှုတွေလွဲပြီးခုလိုကိစ္စတွေဖြစ်လာတာလည်းဖြစ်ပါတယ်။အားလုံးကိုနားလည်သွားတဲ့ဂရုကဂိုင်းလုံးနိုင်တယ်ဆိုတာကိုသိရတဲ့အတွက်ကတ္တရအိုင်တွေကလွတ်အောင်အကြံဉာဏ်ထုတ်ခိုင်းပါတယ်။ကြံရသွားတဲ့ဂိုင်းကသူ့ရဲ့မြောက်ကလေးအကူအညီနဲ့ကြားရုပ်တစ်ခုဖန်တီးလိုက်ပါတယ်။ထိုကြားရုပ်နဲ့အနီးနားမှာရှိနေတဲ့အဆွဲရှိကြားကြီးကိုဒေါ်လာထွက်အောင်လုပ်ပြီးကြားကြီးကအယုတ်ကိုကိုက်ဆွဲလိုက်တာကြောင့်နှစ်ယောက်သားလွတ်မြောက်သွားပါတယ်။ကျန်တဲ့မိသားစုတွေစီပြန်ရောက်တဲ့အချိန်မှာတော့ဂရုကသူတို့ကိုတူမော်တို့ရှိခေါ်သွားခိုင်းပါတယ်။ဒီလိုနဲ့တိန်တွေဖုံးနေတဲ့တောင်လုံးတစ်ခုရှိရောက်တဲ့အချိန်ဂိုင်းကထိုတောင်လုံးကိုကြော်ပြီးရင်တူမော်တို့ကိုရောက်ပြီးဖြစ်ကြောင်းပြောပြပါတယ်။အားလုံးဝမ်းသာနေတော့မှပဲဂရုရှိရမြေကြီးကနှချမ်းအကွဲသွားတာကြောင့်တောမရဖြစ်သွားပါတယ်။အနောက်မှာလည်းမြေတွေကစတင်ပြိုလာပြီးဖြစ်တာကြောင့်ဥကားအားလုံးကိုဂူထဲကိုဝင်ခိုင်းလိုက်ပါတယ်။ဒါပေမဲ့ဂရုကလက်မခံပဲတူမော်တို့စီသွားဖို့ဒါဟာနောက်ဆုံးခွင့်ရဖြစ်ပြီးကြောက်အောင်သွားရမယ်လို့ဆိုတာတယောက်ချင်းစီကိုတစ်ဖက်တောင်ဆောင်ရှိကိုပြစ်တင်ပေးပါတယ်။အီကတော့သူ့ဖေနဲ့အတူသွားမယ်လုံနေတာကြောင့်ဂရုကသူသေးရပေါလိုက်လာမှဖြစ်ပြီးသမီးကိုလည်းချစ်ပါတယ်လို့တခါတည်းပြောကပွေးဖက်လိုက်ပြီးတစ်ဖက်ကန်းစီကိုပြစ်တင်ပေးလိုက်ပါတယ်။မကြခင်ပဲမြေပြုံမှုကဂရုနေတဲ့နေရာရှိကိုရောက်လာပြီးဂရုကအောက်ကိုပြုတ်ကျသွားပါတယ်။အရာအလုံးမောင်မဲနေတာကြောင့်ဂရုကစူးစမ်းပြီးမီးတို့ပြုတ်လုပ်လိုက်တာအောင်မြင်သွားပြီးအရင်လိုသူ့မိသားစုဝင်တွေကိုကြွားဖို့လုပ်လိုက်ပေမဲ့သူတယောက်တည်းရှိနေရဆိုတာကိုသတိရသွားပြီးဝမ်းနေသွားပါတယ်။မိသားစုကိုသတိရနေတဲ့ဂရုကမိသားစုတွေရဲ့ပုံတွေကိုကြောက်တုံးပေါ်မှာရေးဆွဲနေစင်မှာပဲအဆွဲရှိကြားကြီးရောက်လာပါတယ်။ကြားကြီးကဂရုကိုမှန်ဖိပြီးမီးတို့ကိုငိမ့်တက်လိုက်စင်မှာပဲမီးတွေကပြိုကျလာပြန်ပါတယ်။ကံကောင်းစွာပဲဂရုကဘာမှမဖြစ်သွားတာကြောင့်မီးတို့ကိုမီးပြန်ညီလိုက်စင်မှာပဲကြားကြီးကကြောက်လန့်ပြီးဂရုရဲ့ရင်ခွင်ထဲကိုကြောင်လေးတစ်ကောင်လိုဝင်ချွဲနေပါတယ်။ဂရုကလည်းလွတ်မြောက်ဖို့အတွက်ဂိုင်းသာဆိုရင်ဘာလုပ်မလဲဆိုပြီးစဉ်းစားနေပါတယ်။
ဒါပေမဲ့သူ့အုံနောက်ကဂိုင်းလိုမဟုတ်တာကြောင့်အတော်ကြာထိစဉ်းစားလို့မရပဲကြံညံထွက်လာဖို့ခေါင်းကိုကြောက်တုံးနဲ့ရိုက်ဖို့ကြံနေစင်မှာပဲအကြံဉာဏ်တစ်ခုရသွားပါတယ်ဂရုကတတဝါကြီးတစ်ကောင်ရဲ့အယိုးစုတစ်ခုကိုကြားကြီးအကူအညီနဲ့တဲလာပါတယ်ထိုအယိုးစုတွေပေါ်မှာကတ္တရာဆေးတွေတုပ်လိမ့်ပြီးအိတ်နေတဲ့အသားစားငှက်တွေကိုသွားနှိုးပါတယ်ငှက်တွေကဂရုနောက်ကိုလိုက်လာစင်မှာပဲဂရုနဲ့ကြားကြီးကအယိုးစုတွေဝင်ပြီးမီးတို့ထွန်ထားလိုက်ပါတယ်အသားစားငှက်တွေကမီးကိုကြောက်ကြတာကြောင့်ဂရုတို့ကိုရံမပြူရဲ့ပြန်ထွက်သွားပေမဲ့ငှက်အများစုကအယိုးစုပေါ်ကကတ္တရာဆေးတွေပေါ်မှာကြမ်းခဲ့ပါတယ်ဂရုကငှက်တွေကိုမီးတို့ကူညီနဲ့ပြန်ခိုင်းလိုက်ပြီးပိတ်မိနေတဲ့ကြောက်ထဲကနေပြန်ထွက်လာခဲ့ပါတယ်အီရိုကတော့ဂရုပြန်မလာနိုင်တော့ဘူးထင်ပြီးဝမ်းထဲနေစင်မှာပဲအယိုးစုကြီးစီးလာတဲ့ဂရုကကောင်းကင်ဘဝပြုတ်ကျလာပါတယ်အားလုံးကဝမ်းသာစွာပုတ်ဖက်လိုက်ကြပြီးတူမော်ရိုစီကိုခီးဆက်ခဲ့ကြပါတယ်နောက်ဆုံးတော့ဂရုတို့ကဂူအောင်လူသားတွေအဖြစ်အမောင်ထဲမှာမနေတော့ပဲကဘာကြီးကကြမ်းတမ်းနဲ့ဆိုပေမဲ့လည်းထိုကြမ်းတမ်းမှုတွေကိုကြော်လာရင်အလင်းနောက်ကိုအမြဲလိုက်မဲ့မိသားစုတွေတကူအဖြစ်နေထိုင်သွားပါတော့တယ်